အားလုံးမင်္ဂလာပါဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဒီကနေ့အိန္ဒိယနာမှာရှိတဲ့ကချင်နှစ်ချင်းအသင်းတော်မှာအခုလိုဖခင်သခင်ရဲ့နှုတ်ကပတ်တော်ကိုဝင်ငါခွင့်ရတဲ့အတွက်ဖခင်ရှင်ကိုအထူးကျေးဇူးတင်တယ်လို့ကျွန်တော်ကိုအချိန်ပေးတဲ့အဖသင်းဆရာကြီးများနဲ့အသင်းတော်လူကြီးအသင်းသူအသင်းသားရောက်စီတိုင်းကိုအထူးပဲကျေးဇူးတည်ရှင်းပါတယ်လို့ကျွန်တော်ရှေးဥစွာဖော်ပြခြင်းပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းစာတဲကပဏမအပိုက်လေးတစ်ပိုက်ကိုဖတ်ခြင်းပါတယ်ဟေရှာယအခန်းကြီး7အခန်းငယ်1ယေရှဲအမျိုးအငုတ်၌အတက်ပေါက်လိမ့်မည်သူဤအမြင့်တို့တွင်အညွန့်သည်အသီးသီးလိမ့်မည်ကျွန်တော်အဲ့ဒီတစ်ပိုက်ပဲကျွန်တော်ဖြတ်ထားဖို့ရန်ဖြစ်တယ်ကျွန်တော်တို့ဒီမှာမိသားစုတွေဒီအိန္ဒိယနာကိုရောက်လာတဲ့အကြောင်းရင်းကတော့ဒီမှာရှိတဲ့ယုံကြည်သူညီကိုမောင်နှမအများစုသိကြပါတယ်ကျွန်တော်တို့ရဲ့ရောက်ကမအောင်မေးဖွယ်အတွက်ကျွန်တော်တို့ရောက်ရှိလာတာဖြစ်ပါတယ်။အိုးမက်ဆာချူးဆက်ကနေဒီကိုကားမောင်းလာတဲ့တခြားလုံးအဲ့ဒီအကြောင်းစင်ကျင်သုံးသပ်မိတယ်။အထူးသဖြင့်ကျမ်းစာကျောင်းသားဘဝတုန်းကကျွန်တော်ရဲ့ theological term တစ်လုံးဖြစ်တဲ့ kairos အချိန်ဖျားသခင်ရဲ့အချိန်ဆိုတဲ့စကားလုံးကိုစဉ်းစားသုံးသပ်မိတယ်ဖျားသခင်ခွဲခန့်သတ်မှတ်ထားတဲ့အချိန် Greek လို kairos လို့ခေါ်ပါတယ်ကျွန်တော်ရောက်ခမကသူကမမျော်လင့်ပဲနဲ့ကျွန်တော်တို့စီကနေထွက်ခွာသွားတယ်ပေါ့နော်အနေငယ်လေးအဲ့ဒါပြန်ပြီးတော့ဖော်ပြချင်တယ်ကျွန်တော်တို့အတွက်လည်းသင်ခန်းစာယူစရာရှိတယ်ပေါ့တော်မနစ်ထလာတဲ့ချမ်းမာပဲစိတ်အယမ်းချမ်းသာတယ်ပြောတယ်အဲ့ဒီဆန်ဒီမှာလည်းသူတရားဒေသနာတွေမိသားစုတွေကိုဝင်ငါပေးတယ်အစားအသောက်ပြီးသွားတဲ့အခါမှာနော်သူဘိုက်အောက်ပြီးတော့မှနောက်ဆုံးဆေးရုံရောက်သွားတယ်ချက်ချင်းပဲဘုရားသခင်ရဲ့ရင်ခွင်ထဲကိုရောက်သွားတယ်ဆိုတာအမတမကျွန်တော်တို့လောကလူသားတွေအတွက်မယုံနိုင်စရာမထင်မှတ်စရာဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာစဉ်းစားကြည့်လို့ရှိရင်လူတိုင်းဟာဘုရားသခင်ခွဲခန့်သတ်မှတ်ထားတဲ့အချိန်ဆိုတာတစ်ချိန်ရှိတယ် kairos အဲ့ဒီအချိန်ကိုဘယ်သူမှကျော်လွှားလို့မရဘူးဘယ်သူမှလည်းနားမလည်နိုင်ဘူးကျွန်တော်တို့လူသားတွေအတွက်ရက်ပေါင်း1000ဆိုတဲ့အရာဘုရားသခင်အတွက်တရက်တည်းလည်းဖြစ်ချင်ဖြစ်မယ်လုံးဝမတူဘူးကျွန်တော်တို့လူသားတွေအသက်အချိန်ကိုကျွန်တော်တို့ဘယ်လိုနားလည်လဲဆိုတော့ကျွန်တော်မိုးလင်းနေထွက်ဒါတနေ့24နာရီပြည့်တရက်နော်ရက်30ပြည့်ရင်တစ်လ365ရက်ပြည့်လို့ရှိရင်တစ်နှစ်စသဖြင့်ကျွန်တော်လူတွေကအချိန်ကိုအဲ့လိုခွဲခန့်သတ်မှတ်ထားပြီးမြဲဘုရားသခင်မှာကအဲ့လိုမျိုးမဟုတ်ဘူးတကယ်တမ်းကဘုရားကျွန်တော်တို့ကဘာကြီးကနေကိုလက်ပတ်နေတယ်တပတ်ပြည့်လို့သာနေကိုကဘာကြီးကနေကိုတပတ်ပတ်လို့လက်ပတ်လို့တပတ်ပြည့်လို့သာကျွန်တော်ကတစ်နှစ်လို့ခေါ်တာဖြစ်တယ်တကယ်တမ်းကကျွန်တော်နားလေတဲ့အချိန်ဆိုတာနဲ့မတူဘူးဒီလိုပဲဘုရားသခင်သတ်မှတ်ထားတဲ့အချိန်နဲ့ကျွန်တော်လူသားတွေနားလေတဲ့အချိန်ဆိုတာလေကျွန်တော်လုံးဝမတူပါဘူးကျွန်တော်လူတိုင်းမှာဘုရားသခင်ခွဲခန့်သတ်မှတ်ထားတဲ့အချိန်တစ်ချိန်ဆိုတာအမြဲတမ်းရှိတယ်အဲ့ဒီအချိန်ကိုကျွန်တော်တို့ဘယ်သူမှကြော်လွှားလို့မရဘူးကျွန်တော်ခင်မီနီးပညာတွေနဲ့လူရဲ့အသက်ကိုဆွဲဆန့်လို့ရမယ်အသက်ကယ်စေးနော်ထိုးပြီးတော့မှနော်ထပ်ပြီးတော့ဆွဲဆန့်လို့ရချင်ရမယ်ဒါပေမဲ့ဘုရားသခင်ခွဲခန့်သတ်မှတ်ထားတဲ့အဲ့ဒီအချိန်ကိုရောက်ပြီဆိုရင်ဘယ်သူမှကြော်လွှားလို့မရဘူးအဲ့ဒီအတွက်ကျွန်တော်တို့အမြဲတမ်းပြင်ဆင်ထားဖို့လိုတယ်ဆိုတာကိုဖော်ပြချင်တယ်ကျွန်တော်အမျိုးသမီးကိုအလုပ်သွားပို့တယ်မနေ့တစ်ခေါက်ညတစ်ခေါက်တင်းချိုင်းကုန်းကိုကျွန်တော်၄ခေါက်ဖျားတယ်နေ့တိုင်းကျွန်တော်နေ့တိုင်းဖျက်တယ်တစ်ခေါက်ဘာလို့အမြဲတမ်းသူ့အလုပ်သွားရင်ကျွန်တော်သွားတယ်တင်းချိုင်းကုန်းဖျက်တယ်ပြန်လာတယ်သွားကြွရင်ဖျက်တယ်ပြန်လာတယ်အမြဲတမ်းဆင်ခြင်သုံးသပ်မိတယ်ပေါ့နော်လူဘဝရဲ့အသက်တာမှာဆိုတော့ဒီကနေ့ဒီမှာရှိတဲ့ကျွန်တော်ရဲ့ကြံရည်တဲ့မိသားစုတွေကိုလည်းကျွန်တော်အနေငယ်လေးခွန်အားပေးချင်တာကတော့ကျွန်တော်တို့death is a democracy for everyone လူတိုင်းဘယ်သူမှရှောင်လွဲလို့မရဘူးတည်ခြင်းတရားဆိုတာနော် the rich die the poor die the president die people die နော်တဒေါင်းစားလည်းသေတယ်သမထလည်းသေတယ်လူတိုင်းသေတယ်ဘယ်သူမှရှောင်လွဲလို့မရဘူး but for us especially for the Christians ယုံကြည်သူတွေအတွက် death is not a period of a sentence but is a comma
that give more meaningful for the latter part of the sentence ကျွန်တော်တို့အင်္ဂလိပ်စာသင်တဲ့အခါမှာ sentence ဆိုတာစာကြောင်းဆိုတာရှိတယ်စာကြောင်းတစ်ကြောင်းဆုံးသွားပြီဆိုရင် full stop period လို့ခေါ်တဲ့အဲ့ဒီ full stop ဆိုတာရက်လက်နဲ့အစာကြောင်းဆုံးသွားတယ်ခရိယန်ဒီအတွက်လူဘဝကြီးဟာတည်ခြင်းတရားဆိုတာဆုံးသက်တော့တာမဟုတ်ဘူးကော်မာတစ်ခုပဲအဲ့ဒီကော်မာဆိုတာကဒုတိယအပိုင်းမှာရှိတဲ့ sentence ကိုပို့ပြီးတော့လင်းနေအောင်ပို့ပြီးတော့ထင်ရှားစေအောင်ပို့ပြီးတော့အထောက်အကူပြုတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တည်ခြင်းတရားဆိုတာကယုံကြည်သူတွေအတွက်ဟာ one is ဆိုပေမဲ့မျောလင့်ရမဲ့တဲ့အရာမဟုတ်ကျွန်တော်တို့မှာမျောလင့်ချက်တွေနဲ့ပြည့်နေနေတဲ့အရာတွေဘုရားသခင်အများကြီးပြင်ဆင်ထားတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ကျွန်တော်လာတဲ့လမ်းမှာကျွန်တော်အမကကျွန်တော်ကိုပြောပါတယ်ကျွန်တော်တို့ဟာရမဲသိန်းဘက်မှာလဲနော်ရေတွေကြီးမြေတွေပြိုလို့တရွာလုံးလူ900ကျော်800လောက်တေးကြည့်တယ်ဆိုတာသူပြောတာကိုကျွန်တော်ဆင်ခြင်သုံးသပ်တယ်နော်တတိုင်းပြည်လုံးရေအောက်ရောက်နေတယ်မြန်မာနိုင်ငံမှာကျွန်တော်လာတဲ့မြန်မာနိုင်ငံမှာခလေးတွေဆိုအပေါ်မှာနေပြီးတော့မှသူတို့ကိုဘယ်တော့လာကြုံမလဲဆိုတာမျိုးလေးနေတယ်ခွေးတွေဆိုရင်လည်းအပေါ်တက်နော်တတိုင်းပြည်လုံးရေအောက်မြောက်မြုပ်အမြောက်အများတေးကြည့်ပျက်စီးနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့စစ်တပ်ကဘာမှဂရုမစိုက်ဘူးထိုင်းနိုင်ငံကလူတွေကနော်အစားအသောက်တွေလေရင်နဲ့လာပစ်ချပေးတယ်ကျွန်တော်တို့စစ်တပ်ကဟိုနောင်ချိုလာရှိုးမြဝတီကိုဘုံနေနဲ့အကြီးအကျယ်လိုက်ပြီးတော့ပစ်ချတာပေါ့နော်လူတွေကိုတေးကြည့်ပျက်စီးစေတယ်ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာနော်ဒုက္ခဆင်းရဲကြီးတွေတစ်မျိုးပြီးတစ်မျိုးကြုံရတယ်ခလေးတွေကျွန်တော်တို့သားသမီးအရွယ်တွေကျွန်တော်တို့ကြတော့ထွက်လာတာနည်းနည်းလေးစိုးသွားတဲ့အခါကျတော့လွတ်သွားတယ်သူတို့ရဲ့တငယ်ချင်းအရွယ်ဆိုအခုတည်း10တန်းမပြီးနိုင်ဘူးကျောင်းတွေလည်းမတက်ရဘူးတောတွေတောင်တွေထဲမှာဘဝကဒီခလေးတွေရဲ့ဘဝကနော်ပြီးတော့ရွာလုံးကျွတ်တွေမိရှုခံရတယ်တပ်ပြတ်ခံရတယ်မဒိန်ကျင့်ခံရတယ်လူကြီးလူငယ်တွေနော်စစ်သားစုစောခံရတယ်ဘယ်မှာလဲသူတို့အတွက်မျောလင့်ခြင်းတွေတခါကျရင်ကျွန်တော်မှပြောစရာအားပေးစရာစကားမရှိလို့ကျွန်တော်နောက်အခုနောက်ပိုင်း Facebook တော့ကျွန်တော်မသုံးရဲတော့ဘူးအဲ့ဒါလောက်ထိဖြစ်လာတယ်ကျွန်တော် doctorate လုပ်တာကျွန်တော် political theology နဲ့လုပ်တယ်နိုင်ငံရေးလုပ်တဲ့အဲ့ဒါနဲ့ဘုရားသခင်ရဲ့အလိုတော်အဲ့ဒီနိုင်ငံရေးကြားထဲမှာအဲ့နဲ့ကျွန်တော်လုပ်တဲ့အခါကျတော့အဲ့နိုင်ငံရေးတွေအများကြီးလေ့လာတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာမှာအများကြီးထိခိုက်ပါတယ်ကျွန်တော်တို့အတွက်ခွန်အားပေးစရာစကလုံးမရှိတော့အောင်သူတို့တွေခံစားရတယ်တချို့လူတွေအတွက်သူတို့မျောလင့်ချက်မရှိတော့ဘူးလားဆိုတဲ့စကားကိုအားပေးဖို့တည်းအတွက်ကျွန်တော်တို့အများကြီးဒုက္ခစကလုံးရှာရခက်ပါတယ်ကျွန်တော်ဖတ်သွားတဲ့ခုနကျမ်းစာကအဓိက prophet ဟေရှာယကလည်းပဲသူကြိုတင်ဟောထားတဲ့အရာဖြစ်တယ်အဲ့ဒီ6တွေ့သွားတဲ့တစ်ပင်အငုတ်နော်တစ်ပင်ဆိုတာသူများခုတ်လိုက်လို့တည်သွားပြီဟိုရှင်နာမဟုတ်အငုတ်တော့မှ6သွားတဲ့အဲ့ဒီတစ်ပင်အငုတ်ကနေအညောက်ထွက်လာမယ်စဉ်းစားကြည့်တစ်ပင်ကခုတ်လဲခံရပြီးသား6သွားပြီးဆွေးသွားပြီးအညောက်ထွက်လာစရာအကြောင်းမရှိဘူးမျောလင့်ချက်မရှိတော့ဘူးတနည်းတစ်ပုံပြောရမယ်ဆိုရင်ဆိုတော့သူဖောပြောတဲ့အချိန်ခါမှာကဣသရေလလူမျိုးတွေအတွက်လုံးဝမျောလင့်စရာမဲ့နေတဲ့အချိန်မှာ prophet ဟေရှာယကဒီကျမ်းစာကိုပြောရေးတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ယေရုရှလင်မြို့တစ်မြို့လုံးကိုဘာဘူးလိုကစစ်တပ်ကလာသိမ်းပြီးတော့မှလူတွေအကုန်လုံးကိုဘာဘူးလိုနိုင်ငံကိုခေါ်သွားပြီးတော့မှဂျုံပြုတ်ထားတဲ့အချိန်ဖြစ်တယ်။လူတွေအားလုံးကပူပင်မှုတွေတောကတွေပူဆွေးမှုတွေရောက်ရမယ့်အချိန်ဖြစ်တယ်။ကူရမဲ့ပူရမဲ့နော်ဘယ်သူမှမျောလင့်လို့မရတဲ့အချိန်မှာ prophet ဟေရှာယကဒီစကားကိုပြောတယ်ဟေရှဲအမျိုးအငုံ၌အတက်ပေါက်လိမ့်မည်သူဤအမြင့်တို့တွင်အညွန့်သည်အသီးသီးလိမ့်မည်တဲ့ကျွန်တော်တို့ယေရှဲဆိုတာကဒါဝိဒ်ရဲ့အဖေဖြစ်တယ်ပြောချင်တာသူတို့ရဲ့အမျိုးတွေကနော်သူတို့လုပ်ခဲ့တဲ့အပြစ်တွေကြောင့်သူတို့ရဲ့ဟိုးအငုတ်ကစအခုတ်လဲခံခဲ့ရတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကသူတို့ဘဝကိုစွန့်ပယ်မထားဘူးအဲ့ဒီအငုတ်ကနေပြီးတော့မှအပင်အတက်တွေအမြင့်တွေအညောက်တွေထွက်လာမယ်အဲ့ဒီအချိန်ချလို့ရှိရင်တဲ့အဲ့ကျမ်းစာကိုဆက်ဖတ်လို့ရှိရင်တိုးထဲမှာရှိတဲ့တိုးခွေးတွေကသိုးတငယ်တွေနဲ့အတူတူနေလိမ့်မယ်ကျစ်တစ်တွေကစိတ်တငယ်တွေနဲ့အတူတူအိတ်လိမ့်မယ်နွားတငယ်တွေနဲ့ခြင်တစ်တွေကအတူတူမိတ်ဖက်သွားလာကြလိမ့်မယ်နွားမနဲ့ဝဲကိုမတွေကအတူတူကျက်စားပြီးတော့မှသူတို့ရဲ့သားတွေကအတူတူနော်အိတ်ကြလိမ့်မယ်ပြီးတော့မှခြင်တစ်တွေလည်းနွားကဲ့သို့မြက်ကိုစားလိမ့်မယ်နို့စို့တငယ်ခလေးပစ္စည်းလေးတွေလည်းဒီမွေစိုးမွေဟောက်တွေရဲ့တွင်းထဲမှာသူတို့ရဲ့လက်ကိုနိုင်ပြီးတော့မှဆော့ကစားကြလိမ့်မယ်နော်ဘ
သို့တော်လည်းပဲသူတို့တွေဘာမှမဖြစ်ဘူးနော်မိတို့အမျိုးတွေကမိတို့ကိုကယ်တင်မဲ့ဖရာမေရှိယကြီးကြွလာလိမ့်မယ်အဲ့ဒီချိန်ကျရင်မိတို့ဘောတွေအကုန်လုံးငြိမ်းချမ်းသွားမယ်ဆိုတဲ့ကျမ်းစာရဲ့ background ကအဲ့ဒါအရာဖြစ်တယ် This message was prophesied by prophet Isaiah. It was about the drying looking stem with a green shoot growing out of it. It was the message about hope the people desperately need to hear. The Israelite people felt hopeless in despair because the city of Jerusalem was captured, burned down, and people were deported as captives to Babylon. At that time, the prophet Isaiah felt that there was no hope when he prophesied about the stem of Jesse. He, as we all know, is the father of David, a Messiah. Jesus is going to come down and help you. You are not in the place of hopeless anymore. The door that opens up for the future, you still have a bright future. Hope was not completely closed. မျော်လင့်ချက်ကဒီဘဝမှာနေပြီးဆုံးသွားတာမဟုတ်ဘူးဆိုတဲ့အဓိကအကြောင်းအရာလေးကိုပြောထားတာဖြစ်တယ်ကျွန်တော်အမေရိကမှာကျွန်တော်အကြောင်းအရာလေးတစ်ခုဖတ်မိတယ်လူရဲ့သက်တမ်းကမတိုးတက်သွားဘဲနဲ့တဖြည်းဖြည်းနဲ့တူလာတယ်ကျွန်တော် CDC စစ်တမ်းအရ2019တုန်းကသူတို့ရဲ့စစ်တမ်းအရဆိုရင်လူတစ်ယောက်ရဲ့ပြန်မြသက်တမ်းဟာ88နှစ်နဲ့.8 လအထိအသက်ရှိတယ်ပြောချင်တာက89နှစ်လောက်အသက်ရှိတယ်တဲ့ average ကဒါပေမဲ့တဖြည်းဖြည်းသူတို့တွက်လာတဲ့အခါမှာလူရဲ့အသက်တန်းကတူလာ2021လောက်ရောက်တဲ့အခါမှာလူတစ်ယောက်ရဲ့ average သက်တန်းက86နှစ်ပဲကျန်တော့တယ်ဘာဖြစ်လို့လဲကျွန်တော်ဒီအမေရိကမှာဆေးပညာတွေဒီလောက်တိုးတက်နေတာဘာဖြစ်လို့အသက်မရှည်သွားမနဲ့တူလာလဲခင်မီတဲ့နီးပညာတွေစက်ကရိယာတွေအမျိုးစုံရှိတယ်ကျွန်တော်နော် iPhone နိုင်ရည်ဆိုရင်ကျွန်တော်နှလုံးခုန်လုံးဘယ်လောက်ရှိတယ်လဲဆိုတာပေါ်ပြနိုင်တယ်ကျွန်တော်ဖုန်းလေးမှာနေမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့နော်ကျမ်းမာရေးအခြေအနေဘယ်လိုရှိတယ်လဲဆိုတော့ဖုန်းလေးကကျွန်တော်တို့ကိုညွှန်ပြပေးနိုင်တယ်ကျွန်တော်ဒီအမေရိကမှာအစားအသောက်တွေနော်ဖူလုံအောင်စားရတယ်ကြိုက်တာဘာစားချင်တယ်လဲကျွန်တော်တို့ဆင်းရဲတယ်ဘယ်ပြောနော်စိတ်ချစားလို့ရတယ်ဒီအမေရိကမှာဘာမှပူစရာမလိုဘူးဟိုးတဒေါင်းစားကအစကျွန်တော်တို့တခါတကြအဲ့ homeless တွေတခါအစားသွားကြည့်ရနော်ကျွန်တော်တို့သမင်းကျော်နဲ့ခေါက်ဆွဲကျော်သွားကြည့်တာ homeless တွေလာပြီးတော့ဖွင့်ကြည့်လိုက်တယ်သမင်းကျော်မစားကြည့်ဘူးပြန်သွားတယ်နော် homeless တွေတော့မှဘယ်လောက်ပေါ်လဲဆိုတာဒါတော့အစားအသောက်ပေါ်နေတဲ့နိုင်ငံမှာစားရတယ်ဘာဖြစ်လို့ကျွန်တော်တို့ကျမ်းမာရေးကဤပညာတွေတိုးတက်ရတဲ့နဲ့အသက်ကမကြီးတူရတယ်လေနော်ဘာမှစစ်ပွဲလည်းမဖြစ်ဘူးငတ်မှုခေါင်းပါခြင်းတွေလည်းတစ်ခုမှမရှိဘူးကျွန်တော်တို့တောက်သုံးနေတဲ့ရေတွေဆိုလည်းအကုန်လုံးတန့်စင်ထားတယ်ကျွန်တော်တို့ဆိုရေပိုက်တွေမှာဆိုရင်လည်းဒီလိုပဲရေပိုက်မှာပဲတောက်တယ်ကျောင်းနေမှာဆိုရင်နော်ဘာမှဟိုကျွန်တော်တို့မြန်မာနိုင်ငံကလာတဲ့ဆိုရေတန့်ဘူးတွေပါတယ်ကျွန်တော်တို့ကသုံးကြတယ်ဒီအဖြူတွေဆိုရင်ဟိုရေပိုက်နေပဲပါးစပ်နေပဲဒီလိုပဲတိုးတောက်တယ်နော်အကုန်လုံးတန့်စင်ပြီးသားစစ်ပွဲလည်းမဖြစ်ဘူးဘာဖြစ်လို့လူရဲ့တက်တန်းကမရှိဘဲနဲ့တူသွားတယ်လေသူတို့ရဲ့နောက်ဆုံးပြီးတဲ့အဖြစ်က hopelessness လူတွေကမျောလင့်ချက်ဆုံးရှုံးကုန်ပြီမျောလင့်ချက်တွေပျောက်ဆုံးကုန်ပြီဆိုတော့တက္ကရာ2020တုန်းကဆိုရင်တဲ့အမေရိကန်မှာကိုတတ်တည်ခဲ့တဲ့လူပေါင်း45,989 ယောက်ရှိတယ်တနေ့ထဲမှာနော်ဒါပေမဲ့အဲ့ဒီမှာကိုမတတ်တည်မနဲ့ကိုတတ်တည်ဖို့ဆုံးဖြတ်ကြံစီလိုက်တဲ့လူတွေက1.2 million ရှိတယ်တနေ့ထဲမှာဆိုတော့အဓိကသူတို့ကိုအဆုံးစီရင်ရတဲ့အကြောင်းကြီးကဘာလဲလို့ပြန်ကြည့်တဲ့အခါမှာလူတွေကဒီဘဝမှာနေလဲဘာမှအကျိုးမထူတော့ဘူးဒီလောကမှာအသက်ရှင်လဲဘာမှသူ့အတွက်မျောလင့်ချက်မရှိတော့ဘူးရှိတဲ့မျောလင့်ချက်ကိုသူအကုန်လုံးစွန့်လွတ်လိုက်တဲ့အတွက်ကြောင့်သူလူတွေကကို suicide လုပ်ကြတယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်ဒါပေမဲ့အဲ့ဒီလိုမျောလင့်ရမဲ့နေတဲ့အထဲထဲမှာဟိုးအငုတ်ကနေအပင်ကိုပေါက်လာမယ်ဆိုတာသခင်ယေရှုခရစ်ကဖခင်ကျွန်တော်ကိုးကွယ်နေဖခင်သခင်ကျွန်တော်တို့ကိုကယ်တင်ဖို့ကျွန်တော်တို့ရဲ့အဲ့ဘဝတွေကိုဝင်လာမယ်ဆိုတာကိုကျွန်တော်တို့ကိုပြောထားတဲ့စကားပဲဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြီးကျွန်တော်တို့ရဲ့ကဘာကြီးကအဲ့ဒီသခင်ယေရှုခရစ်ဆိုတဲ့အဲ့ဒီ the hope of Jesus Christ ကအမှန်တကယ်
The longevity in America had actually gone down for the first time in many years. And what that means is the life expectancy of Americans has gone down. How this happened? We have more medicines than ever before. We have more medicine monitoring devices. Even our watch can tell us our heart rate, no? And also my phone can tell us the situation of my health. And we have social media, we have everything, we have food, we have clean water, we have no war here. Why is our longevity going down? The reason they say that our longevity is going down is because of hopelessness. In 2020, it was about 45,979 Americans dying by suicide. Because we don't believe there is a reason to preserve, to keep on going. The world desperately needs the hope of Jesus Christ. The King Yeshu Krika, Eddie Myolia, many dead to go, Myolia, penny de, so that Eddie Myolia, Mew, Kapaya, Matama, Luadi de Yapide. General Nero, you are my Jimmy Gede, Matama, Nature, Sinyere, Pinari, Matajabu, a 2-8 on Yasuin, the choosing a who Sam Shibu. Dame, a 30 young Shijare, a 39. I saw the choke. Long she would refugee come Yabure. Congo Messiah. Congo attestionary. General the Telon Jibina, you are say on Segan with the Hamishu. Congo attestionary. General Taude, General Yamazui, General Penebema needed. You are Penebema Yiri Akungani. Ying and Ekajaro, Oma le Chopia Shide. John, you are my 2 ye doing to New York, Chow, can't be my Yimishiro. Pirama tawa de ye to nipa bi do chwe di le taw nwa de do bdu ma ba 300မသုံးချင်တဲ့ဟာမျိုးနဲ့ကျွန်တော်တောက်ပြီးကြီးပြင်းလာတယ်ဒါပေမဲ့ကျွန်တော်အသက်ရှင်ခဲ့တယ်အသက်ရှင်နိုင်တယ် Believe it or not, we can live without a lot of clothes. We can go without food, and people were literally starving to death in the refugee camp. They didn't have clean water because they said we can even survive without clean water, but we cannot survive without hope. မျောလင့်ချက်မရှိဘူးဆိုရင်လူကလုံးဝဆက်လက်ပြီးတော့အသက်ရှင်လို့မရတော့ဘူးကျွန်တော်အဲ့ဒီဟစ်တလာခေတ်တုန်းကဂျူးလူမျိုး6 သန်းကျော်ကိုရရစစ်စစ်တတ်ခဲ့တယ်အဲ့ဒီမတိုင်ခင်မှာထောင်ထဲမှာလူတွေအများကြီးချခဲ့တဲ့အထဲမှာလွတ်မြောက်ပြီးတော့မှအသက်ရှင်ကြံရည်ခဲ့တဲ့ဒေါက်တာဗစ်တာဖရန်ကယ်ဆိုတဲ့စိတ်ပညာရှင်ဆရာတယောက်ရေးတဲ့စာအုပ်ထဲမှာထောင်သားတွေဟာတဲ့သူနဲ့အတူတူထောင်ကျနေခဲ့တဲ့အဲ့ဒီချိန်ကထောင်ကျထားတဲ့သူ့ရဲ့ထောင်သားတွေတော်တော်များများဟာမျောလင့်ချက်ကိုစွန့်လွတ်သွားတဲ့လူတော်တော်များများဟာတိတ်ကြကြအသက်မရှင်ဘူးတဲ့ဒါသူကိုယ်တိုင်ရေးခဲ့တာနော်သူဟစ်တလာခေတ်မှာအသက်မခံရသူထွက်ပြေးလိုက်ချိန်မှာသူနဲ့အတူထောင်ကျတဲ့ချိန်မှာမျောလင့်ချက်မရှိတော့ဘူးလို့ကိုယ့်ကိုစွန့်လွတ်လိုက်တဲ့သူဟာတိတ်ကြကြအသက်မရှင်နိုင်ဘူးတဲ့လူဟာအရက်40လောက်အစာမစားဘဲနဲ့အသက်ရှင်နိုင်တယ်တဲ့3ရက်4ရက်လောက်ရေမတောက်ခဲ့ရရင်တော့မှအသက်ရှင်နိုင်ပါတယ်တကယ်လို့များ4မိနစ်လောက်အောက်ဆီဂျင်ပြတ်သွားခဲ့ရင်တော့မှလူတယောက်ဟာအသက်ရှင်နိုင်တယ်ဒါပေမဲ့4စက္ကန့်လောက်သာမျောလင့်ချက်ဆုံးရှုံးသွားပြီးဆိုရင်ဒီလူဟာချက်ချင်းဆိုရင်တည်ဆုံးသွားနိုင်တယ်4စက္ကန့်အဲ့ဒီ4စက္ကန့်ငါဒီလောကမှာနေတာဘာမှအကျိုးမထူတော့အတိတ်ပဲမရှိတော့ဘူးဆိုမှကိုယ့်ဘဝကိုဖြစ်ချင်အဖြစ်စွန့်လွတ်လိုက်ပြီးဆိုရင်အဲ့ဒီ4စက္ကန့်အတော်တွင်းမှာတင်ဖို့ဟာဘာမှမဆိုဖြစ်သွားနိုင်တယ်ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးနဲ့ကျောင်းတက်တုန်းကကျွန်တော် MIT မှာနောက်ဆုံးနှစ်မှာကျောင်းအတူတက်ခဲ့တဲ့ကျွန်တော်လီဆူတငယ်ချင်းမတယောက်ရှိတယ်တချင်းဆိုအရန်ကောင်းတယ်စာလဲတော်တယ်ရုပ်လဲချောတယ်နောက်ဆုံးကျောင်းဆင်းကဒီနေ့မှာသူ့ကိုသူအဆုံးစီနေသူ့ဘဝသူနောက်ဆုံးဘာမှအကျိုးမထူတော့ဘူးလို့သူအဲ့လိုဆုံးဖြတ်လိုက်တဲ့အတွက်မှာခဏလေးမှာပဲကျွန်တော်တို့မျက်စိလေးမှာလက်ဖက်ရည်အတူတောက်သေးတယ်ခဏလေးအတော်တွင်းမှာဆေးတောက်ဆေးသွားဖို့သူကသူဆုံးစီလိုက်တယ်အဲ့ဒီစက္ကန့်မိုက်တွင်းလေးမှာပဲကျွန်တော် COVID-19 တော့ကျွန်တော်တငယ်ချင်းတွေဘလတ်ထော်တော်မောင်းမောင်းတွေငငယ်ရွယ်နဲ့သေသွားတဲ့လူအများကြီးရှိတယ်တချို့ဆိုပိန်ပိန်ညောင်ညောင်လေးတွေယောဂမရှိဘူးကိုဗစ်ဖြစ်တယ်ဒါပေမဲ့ပြန်ကောင်းလာတဲ့လူအများကြီးရှိတယ်ဆိုတော့ COVID-19 တော့တချို့ပြောတာကနော်
ဆုံးသွားတဲ့လူအများစုကသူတို့ရဲ့မျောလင့်ချက်ကိုသူတို့လုံးဝစွန့်ပယ်လိုက်လို့ပဲဖြစ်တယ်တချို့ကျွန်တော်တငယ်ချင်းတွေဆိုရင်ကိုဗစ်ဖြစ်တယ်ငါမသေးသေးဘူးငါမင်းအွန်လိုင်းကိုငါချရအောင်မယ်နော်သူတို့အားတင်းထားတယ်သူတို့ကိုယ်တိုင်ပြောတယ်ငါလုံးဝသေလို့မဖြစ်ဘူးဒီကောင်ငါချမယ်ဆိုတော့အဲ့ဒီလူတွေကခက်ခက်လေးနဲ့ပြန်ကောင်းလာတယ်နော်တကယ်ခက်ခက်လေးနဲ့ပြန်ကောင်းလာတယ်ဆိုတော့မျောလင့်ချက်ဆိုတာအဲ့ဒီဟာအသိအရေးကြီးတယ်လူဘဝမှာအဲ့ဒီမျောလင့်ချက်ကိုဘယ်သူကပဲပေးနိုင်တယ်လဲဆိုတော့သခင်ယေရှုခရစ်ကပဲပေးနိုင်တယ်နော်ကျွန်တော်ဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ဒီမျောလင့်ချက်ကိုပေးစွမ်းနိုင်တဲ့သူဖြစ်အောင်ကျွန်တော်တို့ကြိုးစားရမယ် I would like to tell you about Dr. Viktor Frankl, a psychiatric. He was one of those who survived from the Holocaust. According to him, prisoners did not continue to live long after hope was lost. In other words, hope is not optional, but hope is foundational to human existence. လူတစ်ယောက်ရှင်သန်ဖို့ကြီးထားဖို့ရန်အတွက်မျှော်လင့်ချက်ဆိုတာရှိကိုရှိရမယ့်အရာဖြစ်တယ်။နော်အခုမှတိဆောက်ဖို့မဟုတ်ရှိကိုရှိနေရမယ့်အရာဖြစ်တယ်။ A lot of people dying, not COVID, but they gave up their hope. So he said, you can live without food perhaps for 40 days. You can live without water perhaps 3 to 4 days. You can live without oxygen perhaps for 4 minutes, but you cannot live without hope even for 4 seconds. Even for 4 seconds. We need to spread hope because the world around us, especially the country where we come from, desperately needs that hope. Hope is one of the signs of active faith. ကျွန်တော်ဖခင်ကိုယုံတယ်အသက်ရှင်နေတဲ့ဖခင်ဟာကျွန်တော်နဲ့ရှိနေတယ်ဆိုတာကိုကျွန်တော်ယုံတယ်ဆိုရင်ကျွန်တော်ကမျော်လင့်ချက်ဆိုတာရှိကိုရှိရမယ်အဲ့ဒါကျွန်တော်တို့ဖခင်ကိုယုံတယ်ဆိုတဲ့သင်္ကေတလက္ခဏာတစ်ခုပဲဖြစ်တယ် Hope shows itself through people loving one another ကြောက်ကိုကြောက်ကျွန်တော်ချစ်ခင်ကြတယ်ရိုင်းပင်းကြတယ်ဝိုင်းဝန်းကူညီဖေးမနေကြတယ်ဆိုတာကကျွန်တော်ဘဝမှာမျော်လင့်ချက်တွေရှိတယ်လူဘဝဟာတန်ဖိုးရှိတယ်ဆိုတာတယောက်ဝင်တယောက်ဖေးမကူညီရင်းနဲ့ကျွန်တော်ရဲ့အသက်တာအပြင်ဖော်ပြနေတဲ့အရာဖြစ်ပါတယ်ဆိုတော့ခုနကဖတ်တော့တဲ့ကျမ်းစာအရာကျွန်တော်တို့ရဲ့ဘဝမှာတစ်ခါတလေမျော်လင့်ရမဲ့လောက်အောင်ခံစားနေရတဲ့အရာတွေရှိမယ်ဒါမှမဟုတ်ကိုယ်နဲ့ပတ်သက်တဲ့လူတွေကိုယ့်ရဲ့အတိုင်းဝိုင်းမှာမျော်လင့်နေတဲ့မဲ့နေတဲ့လူတွေမျော်လင့်ချက်မဲ့နေတဲ့သူတွေရှိမယ်ဒါပေမဲ့ကျွန်တော်ကိုးခွဲတဲ့ဖခင်တွေကသူတို့ကိုစွန့်ပယ်ထားတဲ့ဖခင်မဟုတ်ဘူးအဲ့ဒီမျော်လင့်ချက်မဲ့နေတဲ့သူတွေကိုမျော်လင့်ခြင်းတွေပေးဖို့ရန်အတွက်အစဉ်သင့်တကားဖွင့်နေတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ရန်လိုပါတယ် The hope that the people desperately need ကျွန်တော်လူတွေအမတန်မှလိုအပ်နေတဲ့မျော်လင့်ချက်ဟာကျွန်တော်သခင်ယေရှုခရစ်အားဖြင့်ကျွန်တော်ပေးစွမ်းဖို့ရန်အတွက်ကျွန်တော်လိုအပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဘဝမှာခက်ခဲတာတွေရှိမယ်ကြမ်းတမ်းတာတွေရှိမယ်ကျွန်တော်ဘဝကျွန်တော်ညီကိုမောင်နှမတွေတခါတလေကြာရင်လူဘဝကြီးတော်မှမဖြတ်သန်းကျင်တော့ဘူးလို့ကြုံနေရတဲ့အချိန်မျိုးခံစားနေရပြီဆိုရင်ကျွန်တော်တမန်ကျမ်းစာကိုပြန်လဲဆင်ခြင်အောင်မေးပါမပူပါနဲ့ဘုရားသခင်တည့်ရဲ့နာမှာရှိတယ်ဘုရားသခင်ကပြောထားတာနော်ခုနဣသရေလလူမျိုးတွေဟိုခုတ်လဲခံရပြီးတော့မှ6တော့6နေပြီးဆွေးမြေးတော့မယ်အဲ့ဒီအငုတ်ထဲကနေတော့မှအတက်တွေပေါက်လာလိမ့်မယ်ဆိုတာတင်းရဲ့ဘဝယိုယွင်းပစ္စည်းဘာမှကုန်းကောက်လို့မရတဲ့ဘဝထဲကနေဘုရားသခင်တင်းရဲ့ဘဝကိုရှင်သန်လာမယ်လန်းဆန်းလာမယ်ဆိုတာဘုရားသခင်ရဲ့ဂတိတော်ဖြစ်တယ်အဲ့ဒီသခင်ယေရှုခရစ်ဘုရားကိုဒီနေ့ကိုးကွယ်ယုံကြည်နေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့အရောက်စီတိုင်းနော်အသက်တာမှာကျွန်တော်ဘဝမှာဘုရားသခင်ကကျွန်တော်အမြဲတမ်းကူညီဖေးမနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်စိတ်ပြည့်အားငယ်ခြင်းမရှိဘဲနဲ့ကျွန်တော်ရဲ့လက်တွေကိုဆန့်တန်းပြီးတော့မှအမှန်တကယ်မှလိုအပ်နေတဲ့မျှော်လင့်ချက်တွေကိုတယောက်နဲ့တယောက်ဖေးမဝိုင်းဝန်းကူညီနေပဲဘဝကိုရှစ်ဆက်အတူတူရှောက်လန်းကြပါစို့လို့နေငယ်ခွန်အားပေးချင်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ